ဝိပဿနာလမ်းကြောင်းကသွားတဲ့ပုဂ္ဂိုလ်တွေကိုအထာဂရမှာဗာပြောထားတယ်ဆိုကိုယ်ပဲကံမြစ်ကြီးတစ်ခုမှာကိုယ်ပဲကံကိုလက်ပစ်ကူးရတယ်လို့ပဲကိုယ်ပဲကံကိုလက်ပစ်ကူးရတယ်ဆိုတာအမတန်မှပင်ပန်းတယ်ပေါ့အဲ့ဒါလို့ဝိပဿနာရှုလို့စိတ်တွေဟာပင်ပန်းနှမ်းနေလာတယ်ဆိုလို့ရှိရင်အလောကမဲဆိုခုနသမထသမာဓိနဲ့အပန်းဖြေရဥပမာဗာနဲ့တူလို့ဆိုရင်လေဘူးထဲမှာခရီးလမ်းလျှောက်တဲ့အခါမှာတော်တော်ဝေးဝေးလျှောက်ပြီလို့နေရာလဲပူခရီးရလဲဝေးဆိုလို့ပင်ပန်းလာတယ်အဲ့ဒါလို့ပင်ပန်းလာတဲ့အခါမှာဘာလို့ရတော့ဆိုတပြည့်ရိပ်လေးအောက်မှာခိတ္တခဏနားနေပန်းဖြေလိုက်တယ်ဆိုရင်သူဟာပို့ပြီးတော့အပန်းနွမ်းနေပြေသွားတယ်လို့ပဲဒါကြောင့်မို့သမထဝိပဿနာကျင့်စဉ်ကျင့်လို့6သွေးစိတ်ဓာတ်တွေဟာ6ကပ်ပြီးတော့သင်္ခါရတရားတွေရဲ့အဖြစ်တွေကိုရှုမြင်နေရလို့စိတ်ထဲမှာညီငွေ့စရာတွေကြီးဖြစ်ပြီးတော့6ကပ်ပြီးတော့ပင်ပန်းလာတယ်ဆိုလို့ရှိရင်သမထလေးနဲ့ပြန်ပြီးတော့ဖြေပြောက်ပြီးတော့အာယူရတယ်လို့ဒါကြောင့်မို့သမထဟာသမထောဒုက္ခတအာပန္နောသမထတရားစံတရားဒိဋ္ဌဓမ္မဒုက္ခဝေဟာရတခါတရံကျတော့ဒုက္ခခန္ဓာအတိညာဏ်ကဖြစ်လာမှာမဟုတ်ဘူး